ဒုတိယကမ္ဘာစစ်ပွဲအတွင်းဗြိတိချက်စနိုက်ပါသမားတွေကသူတို့ရဲ့အဝတ်အစားတွေကိုလက်ဖက်ရည်အိုးရဲထည့်ပြီးရည်ရွယ်ချက်ရှိပြုတ်ခဲ့ကြပါတယ်။သူတို့စံနှုန်းသတ်မှတ်ထားတဲ့ဒုံးမွေးယူနီဖောင်းတွေကနေရောင်ခြည်အောက်မှာဆိုရင်ထင်ထင်ရှားရှားဖြစ်နေတာကြောင့်ရန်သူစစ်သားတွေကလွယ်တကူရှာတွေ့နိုင်ပြီးသူတို့ကိုပစ်ခတ်နိုင်ခဲ့ကြပါတယ်။အဲ့ဒါကြောင့်သူတို့တွေကအဝတ်အစားတွေကိုလက်ဖက်ရည်အိုးရဲထည့်ပြီးအညိုရောင်ပြောင်းသွားအောင်လုပ်ကြတဲ့အပြင်မဲ့ပင်အတုတွေကိုတောင်ထည့်ပြီးကျုပ်လုပ်လာခဲ့ကြပါတယ်။နောက်ပိုင်းတွေမှာတော့အဲ့လိုမျိုးရှုပ်ပေါ်နေအောင်ချုပ်လုပ်ထားတဲ့ဝိယုံတွေကပထမဆုံးအနေနဲ့မှတ်တမ်းတင်ထားတဲ့ဂီလီတွေဖြစ်လာခဲ့ပါတယ်။ပထမကမ္ဘာစစ်တုန်းကစနိုက်ပါသမားတွေဟာသူတို့ဒေနဲ့ရဲ့မှန်ပြောင်းတွေကပြစ်မှတ်တန်လေးတွေကိုရည်ရွယ်ချက်ရှိပဲရှားခဲ့ကြပြီးပင့်ကူမြင်လေးတွေနဲ့အစားထိုးခဲ့ကြပါတယ်။မှန်ပြောင်းမှာပါတဲ့ပြစ်မှတ်တန်လေးတွေကအဝေးကြီးမှာရှိတဲ့ပြစ်မှတ်တွေကိုမမြင်ရတော့အောင်ဖုံးအုပ်ထားသလိုဖြစ်တာကြောင့်အဝေးကြီးကပြစ်မှတ်တွေကိုတိတိကျကျမပစ်ခတ်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ပင့်ကူမြင်တွေကတော့လူဆန်မင်ထက်တောင်ဆက်ပေါင်းများစွာပါလွာနေတဲ့အပြင်ပြန်လည်တုံခါမှုတွေကိုလည်းခံနိုင်ရရှိကြပါတယ်။အဲ့ဒါကြောင့်စနိုက်ပါသမားတွေကမှန်ပြောင်းထိပ်ကိုပင့်ကူမြင်နဲ့တေးသေးချာချာကတ်ထားလိုက်ပြီးတိကျသောပြစ်မှတ်တစ်ခုကိုဖန်တီးနိုင်ခဲ့ကြပါတယ်။1942ခုနှစ်တုန်းကဂျာဗာပင်လေတိုက်ပွဲပြီးလက်ချီတပ်သားတွေကသူတို့ရဲ့တင်မောကုန်းပတ်တွေပေါ်မှာတစ်ပင်တွေနဲ့မြက်ပင်တွေကိုရည်ရွယ်ချက်ရှိချီနှောင်ထားခဲ့ကြပါတယ်။ဘာလို့ဆိုသူတို့ရဲ့ရေတက်ကြီးကပျက်စီးသွားခဲ့ပြီးတင်မောတစင်းဟာလည်းရန်သူရေပြင်ထဲမှာတစင်းနဲ့ကြံရစ်နေခဲ့ပါတယ်။ဂျပန်လေယာဉ်တွေကလည်းကြံနေခဲ့တဲ့တင်မောတွေကိုလေကြောင်းကနေလိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။အဲ့ဒါကြောင့်ကျွန်းငယ်လေးတွေအနီးမှာကြောက်ချပြီးတစ်ပင်ကိုင်းခတ်တွေကိုခုတ်လဲကတင်မောကုန်းပတ်တစ်ခုလုံးကိုချီနှောင်ထားခဲ့ကြတဲ့အပြင်တင်မောရဲ့မြင်သာနေတဲ့စိတ်ပိုင်းတိုင်းကိုကြောက်ဆောင်ရင်းနဲ့ကမ်းရိုးတန်းတွေလိုမျိုးဖြစ်သွားအောင်ဆေးချယ်ခဲ့ကြပါတယ်။ဒီနေ့လုံးမလုံမရှက်ထိုင်နေပြီးစောင့်ရည်လိုက်တာကြောင့်သူတို့တွေအားလုံးအနေရကနေလွတ်မြောက်သွားခဲ့ကြပါတယ်။